的路归，好，我也。这屋哎，爬嘞瓜，懒得讲呗瓜，我的心里刚刚说不样子。哎，来哩，都လုံးလုံးလေးလိုပဲကျွန်တော်တို့ရဲ့စစ်သားတွေလေလိုင်းလေးလိုပဲလင်းလုံးကိုပြီးပါရဲ့သိလားလုံး的就把我表来没呀？လေးနဲ့လေလေး，俺都是当的လေး呢，把别的。တေးတာလေ对的嘛，然后လုံး比对，冇不嘞，俺表来，俺的亲属人呢，ဒီလိုက်လင်လူတာနဲ့ငါတို့ဘက်ကစစ်သားတွေကလွန်လူသွားပြီးသေးတာနဲ့ဘာဆိုင်လို့လဲ ဆိုင်နေလေအပါဘာမှမချင်းဆိုတော့ကန်လည်းပါတယ်လေ အဲ့လေဖြစ်သမျှစံကြောင်းရင်အေးရကန်ကောင်းဝဲငါတို့ငယ်တုန်းကနေတော့တက္ကသိုလ်ထဲမှာကွာချစ်ချခဲ့တာ အခုကျွန်တော်ကအဲ့ကန်ချောင်းပြောမလို့ လာပြီငါကန်စာတာတွေမြင်လာပြီပေါ့ ဟုတ်ကဲ့ဒီအားထားရတဲ့ကျွန်တော်နေရီကန် ကဘာလုံးဖြူပါကို တိတယ်အချက်ချတဲ့ဥစ္စာလေ ကြာသွား လင်ပြင်းမြောက်တွေပါလေ ကြာသွားပြီ လင်ပြင်းမြောက်တွေရှိတာတော့မှ လေချောင်းရံကာကွယ်ရေးကျွန်တော်ကိုကြီးလေကြာသွား ဟုတ်လေဟိုတနေ့ကမင်းငါ့ကိုပြောတယ်ကြာသွားပြီပါ ကြာသွားပြီဆိုတာကကျွန်တော်ကာကင်းစကန်နေ ကာကင်းစကန်ကြာ အခုကတကယ်ပင်မဖြူပါကုန်းကြီးကြာသွားတာ ဟာတော်ပြီကွာအဲ့ဒီနေရီကန်ပင်မဖြူဟာကုန်းပေါ့ကွာ ဟုတ်ကဲ့အဲ့မှာကဘာလုံးကြီးလည်းရှိတယ် အဲ့ကဘာလုံးကုန်းမှာဘဒူးမှလာတိုက်လို့မရအောင်ငါတို့ကဘာလုပ်ထားလဲဇီဒီတွေတည်ထားတယ်ဖျားတွေတည်ထားတယ်အဲ့မှာအကုန်လုပ်ထားတာလာတိုက်တဲ့လူတွေမှန်သမျှဟာဒီဒါဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့ဒီဖျားเจ้าကန်တွေကိုဖျက်ဆီးတယ်ဆိုပြီးတော့ငါတို့ကဝါရပြန်ဖြန့်မလို့ဥစ္စာ ဟုတ်ကဲ့ ဖျားတို့တစ်ချက်မှမထိပဲနဲ့ မထိပဲနဲ့ အစာအုပ်တွေတစ်ချက်မှဒီတာနေကအစာအုပ်တွေမထိပဲနဲ့အေးစေးစေးလေးတို့ကတိမ်သွားတာ ဖြူဟာကောင်းတာဟုတ်ပါတယ် ဖြူဟာကောင်းတာဟုတ်တယ်နော်ငါတို့ကဖြူဟာချူကြနေတယ်သူတို့ကဖြူဟာ ကောင်းတယ် မဟူရာဖြစ်နေတယ် ခြေတန်းလုံတယ်သတင်းတော်အဆနာမကြားလိုက်ရဘူးနော်တိုက်နေတာတော်တော်ကြာပြီနော်အဲ့ဒါလေးကျွန်တော်ကဘာလို့တင်ပြပေးမယ်ခဏအောင်ဆိုနော်ပါနော် လုံးစမ်းမငါအသေးတရရင်တက်လက် ဟုတ်ကဲ့ပါဒါလေးကမကွေးတိုင်းကျွန်တော်ငဖဲမျိုးနဲ့အဆက်နော်ငဖဲမျိုး ဟုတ်လေငါပဲအဲ့ဒီငဖယ်နဲ့အဆက်နဲ့ကိုမင်းတို့ဒီငရုတ်သီးရှော့ထည့်လို့မရဘူးလား ဟင်းချက်စားတဲ့ငဖဲကိုပြောတာမဟုတ်ဘူးငဖဲ ငဖယ် ငဖဲမျိုးနဲ့အဆက် sorry ဒီကျွန်တော်တို့မကွေးတိုင်းငဖဲမျိုးနဲ့အဆက်ကျွန်တော်ဗရန်တက်နယ်မှာရှိတယ်တဲ့ကျွန်တော်နက်ရီကန်လေချောင်းရံကာကွယ်ရေးကျွန်တော်တို့ဖြူဟာကုန်း အေးသိတယ်ငါသိတယ် ပြီးရင်ကျွန်တော်နောက်တစ်ခု အပင်မကုန်းကြီး ဒီမှာကုန်းနောက်တစ်ခုရှိသေးတယ်ပြီးတော့ရေဒါစကန်ကုန်းမကြီး ရေဒါ ကျွန်တော်လေးမြိုင်လိုင်းကျွန်တော်ဖမ်းတယ်လေရေဒါအဲ့ဒီရေဒါစကန်ကုန်းမကြီးကိုတဲ့ကျွန်တော်တို့အာရကတက်တော် AA နဲ့ပူပေါင်းတက်တွေကကျွန်တော်ဒီမနေ့ကပေါ့နော်သိမ့်ပိုင်ရရှိတယ်လို့ကျွန်တော် AA ကနေကြီးညာပါတယ်ဗျနော်အဲ့ဒီသတင်းလေးကိုအပေါ့အရင်ဆုံးစပြောမယ်ဖြစ်စဉ်လေးကဘာလဲဆိုရင်ကျွန်တော်ရဲ့ဘာရတာရတယ်နော်ဘာအခုတကယ်ကတဘုံပြီးသေး သိတယ်အဲ့မှာငါဟိုနည်းနည်းတပြင်းချွာဒီမျိုးဥစ္စာမဟုတ်ဘူးကွာ ဘာဖြစ်လို့ အဲ့ဒီမှာငါတို့လင်ပြင်းအမြောက်တွေလည်းရှိတယ် ရေဒါစကန်လည်းရှိတယ် ရေဒါစကန်လည်းရှိတယ်ပြီးတော့ဒီလက်နက်တွေလည်းငါတို့အပြည့်စုံငါတို့ အ ထား ပြည့်စုံ တာ တက်ဆင်လာတယ်ဟုတ် ဒီအပြည့်စုံတွေရှိရသားနဲ့ကွာမင်းကိုပြောလိမ့်မကွာမပြစ်တတ်တာတော့မှကွာဒီလက်ညိုးလေးပဲနှိပ်ပြီးတော့လေဒီလိုပဲရမ်းကွာ အဲ့လိုရမ်းနိုင်တဲ့သူတို့စိတ်တက်တွေမရှိတော့ဘူး စိတ်ဓာတ်တွေမရှိတော့ တိုက်ချင်ခိုက်ချင်တဲ့စိတ်ကိုလုံးဝမရှိတော့ဘူးကျွန်တော်စကားမတွေဖြစ်နေတာ အေးကွာ အဲ့တော့ဖြစ်စဉ်လေးကိုကျွန်တော်ပြောရရင်ကျွန်တော်ရဲ့ဒီစကားမတက်ရဲ့ပေါ့နော်ခံစစ်အခိုင်အမာတိဆောက်ထားတဲ့ကျွန်တော်ရခိုင်ရိုးမှာနေဆက်နဲ့ကျွန်တော်မကွေးတိုင်းမှာရှိတယ်ကျွန်တော်နေရီကန်ဖြူဟာကုန်းအဲ့ဒီဖြူဟာကိုတဲ့ကျွန်တော်ဒီအာရခတက်တော် AA ကနေပြီးခဲ့တဲ့ကျွန်တော်ဇန်နဝါရီလတိုက်နေတာနော်ကျွန်တော်ခြေတံဘလောက်လုံလဲမလုံလဲဆိုတာဒီကိုပြီးခဲ့တဲ့ဇန်နဝါရီလဆိုစတင်ပြီးထိုးစစ်ဆင်တိုက်ခတ်လျက်ရှိပြီတဲ့လက်ရှိမှာတော့တဲ့အဲ့ဒီနေရီကန်ဖြူဟာကုန်းနဲ့ရေဒါစကန်ကုန်းမကြီးကိုသိမ့်ပိုက်ရရှိပြီလို့သိရပါတယ်ဗျ သွားပြီအဲ့ဒါငါညတော့ငါတက်ချုပ်နဲ့ငါစကားပြောပြီးတော့တက်ချုပ်ကနေပြီးတော့ငါ့ကိုပြောတယ်ဟေ့အောင်ငါတို့ဒီကာကင်းတော့ကုံသွားပြီ ဟုတ်ကဲ့ အဲ့ဒီဥစ္စာနိုင်ကန်ကုန်းပေါ့နော်ဒီကဘာလုံးကုန်းကာကင်းတော့ကုံသွားပြီမင်းအဲ့ဒါမကြောက်မင်းလုပ်ပါဘာညာနဲ့ညလေးတွေငါနဲ့ပြောလိုက်တာငါညာပြောတဲ့အချိန်မှာကြာသွားပြီပေါ့ ကြာပါပြီပါ ဟာဟိုကောင်လေးကငါတို့ဘာလို့အဲ့လိုသတင်းမပေးတာလဲ အဲ့ဒါပါပြောတာပေါ့အဘအောက်ကလည်းလိန်တယ်အဘတို့လိန်တယ်ဟိုဘက် AA ကလည်းခြေတံလုံးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မသိလိုက်ရဘူး အဲ့ဒါကိုငါကနေပြီးတော့ပြောတော့ပြန်ကြားရေးငါတပည့်အချက်ကြအဲ့ဒါကြောင့်ငါတက်ချုပ်ကြီးရှေ့တွေငါဖုံးဆက်လိုက်တော့အဘတဲ့အဲ့ဒါကားတဲ့ဟိုဒီဘက်ကသတင်းဌာနဟိုဘက်ကသတင်းဌာနတွေကတဲ့ဒါကောလာဟာလာတွေပြောတာလေကျွန်တော်တို့စိတ်သက်စစ်စင်ရေးတွေနဲ့ကျွန်တော်တို့လုံနေတာပါညာဆိုတော့ငါတို့ကဒီငါတပည့်အချက်ကြပြောတဲ့ဥစ္စာငါတို့ယုံလိုက်တာလေ ဟုတ်ပါရေးပါအဲ့ဆက်ပြီးတော့ဆက်လက်ပြီးသတင်းလေးတွေရှိသေးတယ်အဲ့ဒါပါလေဆိုကျွန်တော်တို့ဘက်ကလည်းပြန်လဲပြီးတော့ဟိုထိုးစစ်ဆင်တာတွေရှိတယ် တိတ်ကောင်းတယ်အဲ့ဒါဟုတ်ပြီ အဲ့ဒါပါလဲဆိုကျွန်တော်ဒီအာရကတက်တော် AA နဲ့ကျွန်တော်ပူပေါင်းမဟာမိတ်တက်တယ်နော်သူကတစ်ဖွဲ့တည်းတော့မဟုတ်ဘူးပူပေါင်းမဟာမိတ်တက်တယ် ပူပေါင်းမယ်လက်ရှိသိမ့်ပိုက်ထားတယ်တဲ့ဒီနေရီကန်ကျွန်တော်စကန်ကုန်းမကြီးကိုတဲ့စစ်ကောင်စီတက်နေနော်ကျွန်တော်တို့ဒီကပ္ပစ14ဘက်ကနေပြီးတော့ပြန်လဲပြီးထိုးစစ်ဆင် ဟိုဘက်ကနေပတ်ပြီးပြန်လဲပြီးထိုးစစ်ဆင်တိုက်ခိုက်ဖို့တဲ့ကျွန်တော်နေရီကန်ဗျူဟာကုန်းအနီးမှာ
နောက်ထပ်ကျွန်တော်ရဲ့ဒီစကားမတက်ရဲ့ကျွန်တော်တို့တက်ရဲ့ဟိုကျွန်တော်တို့ခံစစ်စကန်တစ်ခုရှိသေးတယ်တည်တယ်အဲ့ဒါတော့ဘာလဲဆိုအဲ့ခံစစ်စကန်ငါတို့တွေကဘယ်သူမှမသိငါတို့တိုးဝက်ထားတာဟုတ်ကဲ့အဲ့ခံစစ်စကန်ကြာရင်တော့ကျွန်တော်ကပ္ပစဆက်လေးလေးပါသွားနိုင်တာဗောလောလောဆယ်အဲ့ခံစစ်စကန်တစ်ခုပဲရှိတော့တယ်အဲ့ဒါဘာလဲဆိုကျွန်တော်ဘုံဘောနားတာတဲ့ကျွန်တော်ခမောက်တောင်နော်ငါသိတယ်ခမောက်တောင်ဟဲ့အချက်ကြတယ်လေဟုတ်တယ်အဲ့ခမောက်တောင်ခံစစ်ပေါ့အဲ့ခံစစ်မှာပဲကျွန်တော်ခံစစ်တစ်ခုပဲရှိတော့တယ်အဲ့ခမောက်တောင်ကြာရင်တော့ကပ္ပစဆက်လေးလေးကြာပြီပါနော်အဲ့တော့အဲ့ခမောက်တောင်ကိုတဲ့ကျွန်တော်ဒီ AA နဲ့ကျွန်တော်ပူးပေါင်းတက်တွေကထိုးစစ်စင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ဗျအခုလည်း AA ကလေပြန်ပြီးတော့ကျွန်တော်ခမောက်တောင်ထပ်ပြီးတော့တိုက်နေတယ်ဒီနိုင်ကန်ကိုသိမ်းပြီးတဲ့ပြင်ဒီခမောက်တောင်ကိုထပ်ပြီးတိုက်နေတယ်ဗျဟာဒီပုံစံတိုင်းဆိုငါတို့ဒီခမောက်တောင်စခန်းကိုငါတို့ကြားလို့မရဘူးဟုတ်ခမောက်တောင်ကနေပြီးတော့ငါတို့ဒီဘလူပဲဖြစ်ကွာငါတို့ခန်းစင်းနဲ့ငါတို့ပြန်ကစ်ကမှာပဲဟုတ်ပြန်တော့ကစ်မှာပဲဒါပေမဲ့ဘလို့မှကစ်လို့မရဘူးဒီ AA နဲ့တွေ့တာနဲ့ပြန်ပြီးကျွန်တော်တို့တက်တွေကလန်ကြတာလေဗျနော်ပြီးတော့မရှိသေးတဲ့ဆိုကျွန်တော်တို့ဒီဟာက AA ကနေပြီးတော့ဒီကျွန်တော်တို့ဒီဟိုပါပေါ့ US scan ကိုဒီနိုင်ရကန်ကြီးကိုပေါ့ရဖို့တက်ကတော့ပြောရမယ်ဆိုချက်ချင်းရတာတော့မဟုတ်ဘူးသူတို့ကအဆင့်ဆင့်နေတိုက်တာတယ်ဘယ်လိုတွေတိုက်တာလဲဆိုရင်ကျွန်တော်စက်တင်ဘာလပြီးခဲ့တဲ့လစက်တင်ဘာလ28ရက်နေ့မှာဘာကိုစပြီးတော့တိုက်တယ်ဆိုကျွန်တော်အမ်ဘရန်လန်မှာရှိတယ်ကျွန်တော်နိုင်ရကန်လေကြောင်းရန်ကာကွယ်တက်စခန်းနဲ့အခုတင်လိုက်တဲ့စခန်းနဲ့တက်မိုင်အကွာမှာရှိတယ်နော်ကျွန်တော်တို့ရဲ့ငါ့ကိုပြောနေတက်မိုင်ကွာရောက်နေပြီဆိုတာလေအဲ့တက်မိုင်အကွာမှာရှိတယ်ဘာစခန်းလဲဆိုတော့ဂုံကြီးကြီးရဂုံကြီးကြီးရကာကင်းစခန်းအဲ့စခန်းကိုကျွန်တော်28ရက်နေ့စက်တင်ဘာလ28ရက်နေ့မှာစတင်ပြီးတော့တင်လိုက်တယ်ဟုတ်ပြီအဲ့လိုတင်လိုက်ပြီးတော့ဘာလုပ်လဲဆိုနောက်ထပ်တစ်ဆင့်AAကဘယ်လိုတိုက်လဲဆိုရင်ကျွန်တော်အော်တိုဘာလ9ရက်နေ့ဒါအခုဒီလလေးဖြစ်သွားပြီပေါ့ဟုတ်ပြီအော်တိုဘာလ9ရက်နေ့မှာတော့ဒီအမ်ဘရန်လန်ဟောင်းမှာရှိတယ်ကျွန်တော်နဲ့ရေကန်ဗျူဟာကုန်းရဲ့အဓိကကာကင်းစကန်တကယ်ကိုကျွန်တော်ဗျူဟာမြောက်တယ်ဆိုတော့ဖိုက်တာကုန်းဟိုတနေ့ကကျွန်တော်ပြောပါတယ်ဖိုက်တာကုန်းကြာသွားပြီပြောတာလေဟောအဲ့ဖိုက်တာကုန်းကိုတဲ့ကျွန်တော်ဒီအော်တိုဘာလ9ရက်နေ့မှာ AA နဲ့ပူးပေါင်းတက်တွေကတင်ပက်လေဒါနှစ်ဆင့်ဒီဖိုက်တာကုန်းနဲ့ကျွန်တော်တို့ဒီဘက်ကာကင်းစကန်ရှိတယ်ဂုတ်ကြီးနဲ့ဒီဖိုက်တာကုန်းနဲ့ကိုတင်ပြီးတော့မှအခုဒီနေ့ဆိုရင်ကျွန်တော်တို့စာဟို15ပေါ့နော်15ဆိုမိနစ်14ဆိုတော့ဂုတ်ကြီးကိုအဟုတ်တီးပြီးတော့မှဟုတ်တီးပြီးတော့ကျွန်တော်တို့ဒီဘက်ဟိုပြောမယ်ဆိုရင်ဟိုပေါ့ဘယ်လိုပြောမလဲဟိုခံစစ်ခန်းရှုတယ်ပါလေဂုတ်ကြီးရဲ့ဂုတ်ကြီးသိမ့်တယ်ပြီးရင်ဘာသိမ့်မယ်ဆိုဒီဖိုက်တာကိုဟိုတနေ့ကသိမ့်တယ်9ရက်နေ့ကအော်တိုဘာ9ရက်နေ့ကသိမ့်တယ်အဲ့ဒီနှစ်ခုကိုသိမ့်ပြီးတော့မှဒီအခုမနေ့ကပေါ့နေ့ကကျွန်တော်ဗျူဟာကုန်းယူအေးရသိမ့်လိုက်လို့သိရတယ်ဗျကွာဒီငါဒီလေတက်ကရောဘာလုပ်နေဥမာဒါကွာငါတို့ဒီကဘာလုံးစခန်းဟုတ်ကဲ့ဒီတက်လာတဲ့ပတ်လေကိုလိုက်ပစ်ပါလားဟုတ်သူတို့လည်းဟိုပါပေါ့လေချောင်းကလည်းပြစ်တယ်တောက်လျှောက်ပြစ်တယ်ဒါပေမဲ့ပြစ်တာမထိရောက်ဘူးဖြစ်နေတယ်ဗျနော်မထိရောက်ပဲနဲ့ဒါကတော့ဘာလဲဆိုတော့သူကအေးရလဲကျွန်တော်ပြောပါမယ်ဟိုလေချောင်းကနေလာပြစ်မယ်ဆိုတော့သူတို့လည်းတွက်ထားမှာပဲအဲ့တော့သူကအဲ့လေချောင်းရံကိုဘလို့ကွာကွယ်မလဲဘလို့ရှောင်ရှားမလဲဆိုတော့သူကပြောပြဒီလေတက်ဆိုတာမျိုးကလေဒါမင်းသိအောင်လည်းငါပြောပြမင်းတို့လည်း DS မှာမင်းတို့လည်းတင်ခဲ့တာပဲကွာဟုတ်ကဲ့သူကဒီပြစ်တော့မယ်ဆိုရင်သူ့ရဲ့လေအနေထားကိုသူကကြည့်ပြီးပြစ်ရတာဟုတ်ကဲ့နော်အဲ့ဒါတွေအကုန်လုံးကိုတကယ်လေရင်နဲ့သွားပြစ်တဲ့လေရင်ပိုက်လို့တွေကဟုတ်အဲ့လေချောင်းကိုသူတို့နားမလဲဘူးဟုတ်ပြစ်ဆိုရင်သူတို့ကပြစ်လိုက်တာပဲဟုတ်ကဲ့သူကအဲ့ဒီလေချောင်းကိုနားနေတာဘယ်သူနားလဲဆိုတော့အာရခတက်တော်ဟုတ်ကဲ့အာရခတက်တော်ဘာနားလဲဆိုတော့ငါတို့အခုတက်ပြီးတော့စခန်းငါတို့တိမ့်မယ်တိမ့်တဲ့ချိန်ကျရင်လေကဘလို့အနေထားရှိလဲဆိုတော့သူတို့ကတင်ချာနီးနဲ့တွက်ချက်ပြီးတော့မှသူကတက်သိမ်းတာဗျူဟာကောင်းနဲ့ပေါ့သူကဘာဖြစ်လို့ဆိုတော့သူတို့ဒီဘက်ကတက်လာခဲ့ရင်လေကဒီကိုလာပြည့်ရင်သူတို့ဘက်ကိုမရောက်အောင်လို့ဟုတ်ကဲ့ပြီးတော့သူတို့ဘက်ကိုရောက်သွားပြီဆိုတာနဲ့လေဒီဘက်ကနေတော့သူတို့ကတစ်ချက်ပတ်တက်မှာပတ်တက်တော့အဲ့ဒါကြီးကိုတင်ချာနီးနဲ့တွက်ချက်ပြီးတော့မှဒီငါတို့ကဘာလုံးစခန်းကိုငါတို့တိန်းသွားတာလို့ငါယူဆတယ်ကွာဟုတ်ကဲ့ပါအဲ့လိုဒီကျွန်တော်တို့ဒီကဘာလုံးစခန်းကြီးကိုတိန်းဖို့အတွက်ကိုကျွန်တော်တို့ဒီဟိုပေါ့အာရခတက်တော်နဲ့အတူပူပေါင်းမဟာမိတ်တက်တွေရှိတယ်အဲ့တက်တွေအားလုံးပေါင်းဘယ်နှဖွဲ့လဲဆို9ဖွဲ့ရှိတယ်ဗျအဲ့ဒါဘာတွေလဲဆိုအဘောက်ကျွန်တော်ပြောပြမယ်နော်ပထမကျွန်တော်နံပါတ်1ကကျွန်တော်အာရခတက်တော် AA နော်ပြီးရင်ကျွန်တော်ချင်းကာကွယ်တက်သူတို့ပူပေါင်းလိုက်ပြီပေါ့ချင်းကာရှိသေးတယ်ချင်းကာကွယ်တက်ပြီးတော့ကျွန်တော်အရှိုချင်းကာကွယ်တက်အချိုချင်းချင်းเนาะဒါရှိချင်းမှာနှစ်ဖွဲ့ရှိတယ်เนาะပြီးတော့ကျွန်တော်တို့မကွေးတိုင်းအခြေစိုက် PDF တရင်တွေရှိမယ်ပြီးရင်ចောင်းသားလက်ယုံတက်မတော်ကျွန်တော်တို့ SAF เนาะတက်မတော်ရှိမယ်ပြီးသူလွတ်လပ်ရေးတက်မတော်ကျွန်တော် PIA ရှိမယ်ပြီးရင်လူထုတော်လှန်ရေးမဟာမိတ်အင်အားစုကျွန်တော်တို့ PRA မကွေးပေါ့အားလုံးပေါင်း9ဖွဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီနိုင်ကန်စကန်ကြီးကိုကျွန်တော်တို့သိမ့်ပလိုက်နေဒီပုံစံတိုင်းဆိုအကုန်လုံးသူတို့ကနေပြီးတော့အကုန်လုံးမဟာမိတ်လုပ်ပြီးတော့မဟာမိတ်လုပ်ပြီးတော့မှအဖက်ဖက်ကဒီငါတို့ဒီကဘာလုံးစကန်ကြီးကိုအတာလေးချိတ်သွားတာပေါ့ဟုတ်ကဲ့အရင်ဆုံးကျွန်တော်ကာကင်းတွေကိုဖြုတ်တယ်ပြီးရင်တက်လာမယ်စစ်ကူလမ်းကြောင်းတွေကိုအကုန်တားတယ်တစ်ဖွဲ့ပြီးတစ်ဖွဲ့တားတယ်ဖြတ်တောက်တယ်ရိတ်ခါတွေဖြတ်တယ်ပြီးတော့မပိုင်ဘူးဆိုမှဝင်သိမ်းတာပါဒါပဲဘာလို့လဲဆိုတော့ကွာငါတို့အရင်တော့လောက်ခဲ့တဲ့ viewer တွေကွာအဲ့ viewer တွေအတိုင်းသာလုံငါတို့မကြောက်ဘူးအခုဆိုလက်ရှိရှိတဲ့လူတွေကဘာလဲဆိုတော့လူငယ်တွေလည်းဖြစ်တယ်ကွာလူငယ်တွေဖြစ်ပြီးတော့ဟိုတော့ရှေးရိုးရိုးမတုံးကြအောင်ရှေးရိုးသာတော့ခု
အားရကလောက်သွားတာရှေးရိုးကြီးပုံစံမျိုးနဲ့ကင်သွားတာ သိအောင်မသိလိုက်အောင်ဘာလို့နော် ကိုလုံးခြေထောက်ဖြတ်တယ်လက်ဖြတ်တယ်အဲ့မှာခေါင်းဖြတ်တယ်ဟောကိုလုံးလေးပဲကြံတဲ့အချိန်မှာဘတ်ဆိုကောက်သိမ်းသွားတာ ဘလောက်ထိအောင်မခြေတန်လုံလဲမလုံလဲဆိုတာသူဗီဒီယိုဖိုင်တွေတက်လာတယ်ဒီလားကျွန်တော်တို့စကားမစစ်သားတွေရဲ့အဲ့ viewer ကုန်းပေါ်မှာလေတွာလာလှုပ်ရှားနေတာအစားနောက်ပိတ်ဆုံးဗျာဟိုလက်ညှိုးထိုးပြီးအတင်းပြောနေတာလားဘာလဲဟိုစလိတ်ထိုင်တောက်နေတာအစားအကုန်လုံးတစ်ခုချင်းကိုရိုက်ပြသွားတာပါအဘတို့ရဲ့လုံနေတဲ့ဟာတွေအကုန်လုံးသိလို့ဘယ်နာမှာဘာရှိတယ်ဘယ်နာမှာဘာရှိတယ်အကုန်ကြည့်ပြီးတော့မှ तू ကဝင်သိမ်းတာ ဟုတ်အဲ့ဒါဆိုရင်ဒီလိုကြည့်တယ်ဆိုတော့ငါတို့ drone နဲ့ပဲကြည့်မှာပဲလေ ဒါတော့ဘာနဲ့ကြည့်လဲမသိ ဘူးငါပြောပြမလေ drone နဲ့ကြည့်မှာအဲ့ drone နဲ့ကြည့်တဲ့ဥစ္စာကိုဒီကလူတွေ viewer ကုန်းပေါ်ကနေမမြင်အောင်လား drone ကိုပြောက်ဖြစ်မှာဗောဗျာ drone ကိုပြောက် ကိုပေါက်တော်မင်းကဖြစ်နေတယ်ကွာ ကိုပြောက် drone တွေလွတ်တာနေမှာဗောဘာမှမမြင်ရဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့စကားမှကျွန်တော်စစ်သားတွေရဲ့လှုပ်ရှားမှုတွေကိုအကုန်တွေ့တယ်အဲ့တော့ဝင်ပြီးတော့စီးလိုက်တယ်ပါသွားတယ်ဒါပါပဲ ကွာဒီကောင်တွေကလည်းကွာ ဟုတ်ဒါလေးကပထမသတင်း ဒီကောင်တွေကဒီစကိုင်းကြီးကိုထိမ့်သိမ်းထားမှမရှိဘူးဒီကောင်တွေကဘာလဲရွာထဲဆင်းမယ်ခိုးဆိုးလူနှိုက်ဓမြတိုက်မီးရှို့လူတက်မရင်းချင်းဒါတွေပဲဒီကောင်တွေလှုပ်ချင်နေတာ ဟုတ်ကဲ့ပါဆက်လက်ပြောကျွန်တော်ဒုတိယသတင်းလေးပေါ့ဒါကတော့ကျွန်တော်တို့ဒီစကိုင်းမင်းကုန်းမှာရှိတဲ့ကျွန်တော်တို့သတင်းလေးကိုပြောပြမယ်နော်အဲ့ဒီစကိုင်းမင်းကုန်းနဲ့လမ်းပေါ်မှာရှိတဲ့ကျွန်တော်တို့လက်ပံရွာနဲ့ကျွန်တော်တို့ခိုတောင်းရွာကြားမှာတဲ့ကျွန်တော်တို့ရဲ့ဒီအကြမ်းဖက်စစ်တပ်နော်ဟောကျွန်တော် standard စစ်တပ်ပေါ့ standard စစ်တပ် ဒီ နဲ့ ချိန်မှာမင်းကိုပြောချင်ရပြောတော့ကွာ ဟုတ်ကဲ့ standard စစ်တပ်နဲ့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကတဲ့ကျွန်တော်တို့တိုက်ပွဲတွေဖြစ်သွားပါတယ်ထိထိတိုက်ပွဲတွေဖြစ်တယ်လို့သိရတယ်ဗျအဲ့ဒီမှာကျွန်တော်တို့15ဦးသေတယ်လို့သိရတယ်ဗျနော်15ဦးလည်းသေတယ်တဲ့ တွေ့တာနဲ့ငါတို့ဘက်ကသေရတာကြီးပဲလား ဟုတ်ကဲ့ပြီးတော့ကြံသေးတယ်ဗျအဲ့ဒီတိုက်ပွဲအတွင်းမှာတော့တေဆုံးသွားတယ်ကျွန်တော်တို့ဒီဟိုပါပေါ့စကားမစစ်သားကျွန်တော်15ဦးပေါ့အဲ့15ဦးကိုတဲ့စစ်သားအလောင်းတွေပေါ့ဒီအလောင်းတွေကိုတဲ့အလောင်းတွေနဲ့ပြီးဒဏ်ရာနဲ့ကျွန်တော်တို့ဒီစကားမစစ်သားတွေရှိတယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ပြန်လဲပြီးတော့ကျွန်တော်တဲဆောင်လာတယ်နောက်ပြန်ဆုတ်လာတယ်ပေါ့အဲ့လိုပြန်တဲဆောင်လဲလာမှာလေကျွန်တော်ပေါက်တော်ရွာအရောက် ပေါက်တော့ဆိုအင်းစိန်ပေါက်တော့ကိုပြောရတာ ဟုတ်လေကျွန်တော်ဒီစကိုင်းမင်းကုန်းမှာရှိတဲ့ပေါက်တော်ရွာကိုပြောတာ ဟိုနေပေါက်တော့ချင်းတူသွားလို့ပါကွာမင်းရတယ် အဲ့ဒီပေါက်တော်ရွာရေကြီးစက်ယုံလမ်းကြားအရောက်မှာတော်လိုင်းထပ်ဖွဲ့တွေကထပ်မှန်ပြီးကျွန်တော်တို့မိုင်းဆွဲပြီးတိုက်ခိုက်တယ် ဩ တဲတဲ့လူတွေဒဏ်ရာလူတွေဟိုတဲလာတဲ့စစ်ကြောင်းကိုအဲ့ပေါက်တော်ရွာမှာပြန်ပြီးထပ်မှန်ပြီးတိုက်ခိုက်တဲ့အတွက်ကြောင့်ထိခိုက်ဒေဆုံးမှုတွေတော်တော်များတယ်လို့လည်းသိရပါတယ်ဗျဒါနှစ်စင်းတိုက်ခိုက်ရတာပေါ့ ငါတို့ဒီခုနရင်ကြီးစက်ယုံကငါတို့တွေကအရင်တော့ငါတို့ဒီဥစ္စာပေါ့ကွာစပီယိုလိုင်းသားလေစပီယိုလိုင်းသားဥစ္စာတွေပါလေငါတို့ထုတ်လုပ်ဖို့ဘာညာဆိုပြီးငါတို့လှုပ်ထားတာဒါပေမဲ့ငါတို့ဘက်ကဟိုဘယ်လိုခေါ်မလဲစစ်တပ်ပဲသိတယ်လေကွာရင်ကြီးတွေကိုအကုန်လုံးဆေးထဲနေတာအကုန်လုံးသေသွားတယ်သေသွားတော့အဲ့စက်ယုံကြီးလည်းနားသွား ဟုတ်ပါပြီအဲ့ဒါတော့ထားလိုက်ပေါ့ပါရဲ့နော်ဒါကခုနကမှကျွန်တော်တိုက်ပွဲဖြစ်တဲ့နေရာအဲ့မှာဖြစ်ပြီးတော့ဘာဖြစ်လဲတိုက်ပွဲဖြစ်ပွားပြီးရင်တော့ဟိုကျွန်တော်ပြောမယ်နောက်တဲ့3နာရီလောက်ကြာပေါ့3နာရီလောက်ကြာမှာဘာလုပ်လဲဆိုကျွန်တော်တင်ပြူစောတိ ဟုတ်လေငါပြောရှင်းနေလေဒီဥစ္စာတွေတင်ငန်းကိုဘာလို့ဝတ်ပေးရတာလဲဒီ တင်ကန်းဝင်ပြူစောတိကောင်းဆောင်တင်ကန်းဝင်ပြီးတော့တနက်ကင်နဲ့လူကိုပြောတာ မသိဘူးငါဒီမှာစခန်းကုန်းကြီးကြာသွားလို့သူတို့ကနေပြောငါတို့ဘက်ရှိပြန်မလာခြင်းတော့ဒီတရက်လုံးများတင်ကန်းပို့သွားတာလားလို့ တတင်းလေးကိုနားထောင်ကိုအဲ့လိုတိုက်ပွဲဖြစ်သွားတဲ့ရွာတွေနားကိုတိုက်ပွဲဖြစ်သွားပြီးရွာတွေနားကိုနောက်တဲ့3နာရီလောက်ကြာမှာတင်ကန်းဝစ်ထားတဲ့ကျွန်တော်ပြူစောတိကောင်းဆောင်ဝေပုံလာအဲ့ဒီဝေပုံလာဟာတဲ့အဲ့ဒီကျွေးရတွေနားကိုရောက်ရှိလာပြီးတော့အဲ့ဒီကျွေးရမှာရှိတဲ့ပြည်သူတွေကိုဆဲဆိုချိန်မောင်းပြီးတော့အလက်ဟဲ့တာကျွန်တော်ကြည်ဖြုံးသွားတာကြည်အတောက်300လောက်ကိုဒီတိုင်းထောင်ပြီးပြစ်သွားတယ်မိုးပေါ်ထောင်ပြစ်ပြီးတော့ဆဲဆိုချိန်မောင်းသွားပါတယ်တဲ့သိရပါတယ်ဗျ ဟာ နော်ဘာလို့ထုတ်ပေးလိုက်ကြည်တွေကိုလေရန်သူကိုမပြစ်ဘဲနဲ့မိုးပေါ်ထောင်ပြစ်သွားတာအတောက်ကြီး300ကျော်တယ်ဗျ မင်းကပြောပြမယ်သူရန်သူကိုမပြည့်ရဲဘူးလေ အဲ ရန်သူကိုမပြည့်ရဲသူမိုက်ပါတယ်ဆိုတဲ့အကြောင်းကိုဒီကနေတော့တနက်နဲ့မိုးပြီးတော့သူကနေပြီးတော့သူလောက်သွားတာပေါ့တကယ်ရန်သူလာရင် तू ဘယ်နာနေလို့နေမှန်းတော့ तू ပျောက်ထွက်သွားပြီ ဟာအဲ့ဒါကကျွန်တော်ပြောပြမယ်ကြည်ဖြုံးတာပဲလေပါ အေးငါပြောတာအဲ့ဒါပြောတာလေအဲ့လဲဖြုံးလို့ကုန်နေဟိုကရန်သူတွေလာလဲတိုက်လဲတိုက်ကြည့်မရှိတော့ဘူးကြည့်မရှိတော့အသာလေးကောက်သိမ်းတော့အဲ့ဒါဆိုရင်မင်းကျင်းသေးတယ် तू လဲဖျဲသီးပဲ ဒါတော့မပြောတတ် तू လဲဖျဲသီးပဲငါဒီဘက်ကကြည်ဖြုံးပေးမယ်မင်းတို့ကနေပြီးဒီဘက်ကနေလာခဲ့လိုက်မင်းတို့လာတဲ့အချိန်ကျရင်ငါလည်းကြည်မရှိတော့ဘူးငါဒီဘက်ကဒေါသထွက်အောင်လုပ်လိမ့်မယ်အမှန်တော့ရုပ်ရှင်ရိုက်တာပေါ့အဲ့လိုပုံစံမျိုးတိုက်ပွဲဖြစ်တာ3နိုင်လောက်ကြာမှတွားပြီးကြည်သွားဖြုံးတာလေဒါကတော့ဒါဖျဲသေးပဲဖြစ်နေပြီနော်အဓိပ္ပာယ်မရှိတာ ဟုတ်ကဲ့ ဟိုတခိုးပြေးမှထိုးဝင်ထားနေတယ် ဟုတ်ဆက်လက်ပြီးတော့ကျွန်တော်အဘောက်တင်ပြပေးမယ့်သတင်းလေးကတော့ကျွန်တော်ဒီဟိုပေါ့မုံရွာမျိုးမှာရှိတဲ့ကျွန်တော်ဒီဟိုသတင်းကျိုးလာပြေးနေရလားဘာလဲမသိပါဘူးဗျာကျွန်တော် stage show လုပ်တယ်နော်ဟိုကြီးကြီးခန်းနာကျွန်တော် Facebook မှာကျွန်တော်တွေ့လိုက်သေးတယ်လူအား stage show တွေလုပ်ကြပါရင်လုပ်ကြအဲ့လို stage show လုပ်ပြီးတော့ကျွန်တော်ပြန်မုံရွာမှာလည်းလုပ်တယ်ပသိမ်မှာလည်းလုပ်တယ်ကွာအဲ့ဒီမုံရွာမျိုးပေါ့ကန်းနာလမ်းပေါ့နော်ကန်းနာလမ်းမှာကျွန်တော်ဒီပေါ့ဟို stage show ကပြန်လာတဲ့ဒီလူငယ်တွေကိုကျွန်တော်ရဲ့စကားမှာစစ်သားတွေကပေါ်တာဆွဲမှုလေးတွေကျွန်တော်ပြောပြမယ်နော်မဟုတ်လေကွာအဲ့ဒါကငါတို့ဒီမုံရွာမှာကငါတို့တွေကဒီအညာဒေသမှာလူရမ်းလုံနေရလေကွာလူရမ်းလုံနေတော့သူကဟိုပြောမှာတနေရာထဲမှာကျွန်တော်တို့ကဆွဲလို့ရအောင်ဆိုပြီးတော့ပွဲတော်တစ်ခုဖန်တီးပေးလိုက်လူစုပေးလိုက်တာလူစုပေးလိုက်တယ်နော်အဲ့ဒါလေးဖြစ်စဉ်လေးကဘာလဲဆိုတော့ကျွန်တော်မုံရွာမျိုးကန်းလန်းလန်းမှာတဲ့ကျွန်တော်တို့ရဲ့စကားမှာတက်အိမ်စီးကား9စီးနဲ့ပေါ့နော်
အင်ဂျင်က9စီးနဲ့ကျွန်တော်တို့ဒီစူတောင်းပြဖျားပွဲကနေပြီးကျွန်တော် stage show ပွဲကအပြန်လူငယ်တွေကိုတဲ့ကျွန်တော်ပေါ်တာဆွဲမှုတွေဖြစ်နေပါတယ်တဲ့နော်ပေါ်တာဆွဲတာတော့ကျွန်တော်တော်တော်များများပါသွားတယ်လို့သိရတယ်ဗျနော်အဲ့ဒါလေးကသတင်းတစ်ခုပေါ့နောက်တဲ့သတင်းတစ်ခုကတော့ဗျဘာတို့ရဲ့ကျွန်တော်တို့ရဲ့တက်ချုပ်ကြီးလောက်ရက်ပေါ့နော်တက်ချုပ်ကဘာဖြစ်လို့လဲတက်ချုပ်ကအခုကျွန်တော်တို့ဒီရန်ကုန်မှာရှိတဲ့ကျွန်တော်မုံဆိုးမအင်အားကိုတွားကြည့်တယ်မုံဆိုးမအင်အားဆိုဘယ်နာလေမဟုတ်လေအခုဘာတို့သတင်းလင်းထားရလေဒီတိုင်ဝမ်မှာတင်သွားတဲ့ဘာလဲဟိုကျွန်တော်ရဲဘော်တွေရဲ့မိန်းမတွေမိသားစုတွေကျွန်တော်တိုက်ခန်းတွေပေးမယ်ဘာညာဆိုပြီးတော့ကျွန်တော်ဒီတောင်တကုံဘက်မှာလားအရှေ့တကုံဘက်မှာလားမသိဘူးလေအဲ့မှာကျွန်တော်တို့ဒီအင်အားမှာတွားကြည့်တာအဲ့ဒါကိုတက်ချုပ်ကြီးကတွားကြည့်တယ်တဲ့တွားကြည့်ပြီးတော့ဒီလမ်းတစ်လျှောက်မှာပေါ့တရား तू တွားတဲ့လမ်းတစ်လျှောက်မှာသူ့ရဲ့မြို့နယ်တွေကိုဖျက်သွားတယ်အဲ့မြို့နယ်ကိုဖျက်သွားတာဘယ်မြို့နယ်တွေပါမလဲဆိုဒီတောင်ဝေးတို့တောင်ဝေးပါမယ်တောင်ဝေးပါမယ်ကျွန်တော်တို့ဒီသင်္ကန်းကျွန်းအဲ့ဒါတာဂီတာတို့တောင်တကုံတို့ဟုတ်ပြီအဲ့ဒီမြို့နယ်တွေဖျက်သွားတဲ့အချိန်မှာတဲ့အဲ့လမ်းဘေးတစ်လျှောက်မှာရှိတယ်ကျွန်တော်တို့ဒီပါဈေးရောင်းဈေးဝယ်လှုပ်ရှားနေတယ်ကျွန်တော်တို့လမ်းမေးဈေးတွေအဲ့လမ်းမေးဈေးတွေကိုလည်းမမြင်ကျင်ဘူးဆိုပြီးတော့သူကပြောလိုက်တဲ့ခါကျတော့အခုစီပင်နဲ့ဒီစကားမတွေကဒီလမ်းဘေးမှာရှိတဲ့ကျွန်တော်ဈေးတွေကိုအတင်းကိုလိုက်ပြီးတော့ဖမ်းဆီးပြီးတော့ကျွန်တော်မယောင်းခိုင်းတာတွေလုပ်နေပါတယ်အဲ့လမ်းတွေကိုရှင်းနေအောင်လုပ်နေပါတယ်တဲ့ဟုတ်ကဲ့တချို့ဥစ္စာတွေကျတော့ငါတို့ဒီလမ်းတွေမှာလေဟိုလမ်းဈေးလေးတွေရှိတယ်လေကွာလမ်းဈေးတွေကိုပြောတာမဟုတ်ဒီလမ်းမပေါ်မှာဗျာခါရရတော့ကျွန်တော်တို့ဒီကအခုစားဝတ်နေရကြက်တဲလာပြီနော်ကြက်တဲလာတဲ့ခါကျတော့အားလုံးကသူတို့ကောင်းကောင်းဝယ်လောက်တခုရောင်းလိုက်အခုစားဖို့တနေ့တာသမင်းစားဖို့အတွက်ကိုသူမနေ့ရုံးကန်လှုပ်ရှားနေရတာဒါကို तू ကကြည့်ပြီးတော့ तू ကမစာနာနဲ့အပြင်ဒီဈေးတွေကိုနောက်တစ်ခါမမြင်ဘူးလေနောက်ဘာပြောသွားသေးတယ်အဆိုးဆုံးတကားကတော့ तू ကနောက်တစ်ခါတဲ့ဒီလမ်းကြောကို तू လာလို့ဒီဈေးတွေကိုလုံးဝမမြင်ဘူးတစ်ချက်လို့အမိတ်မြင်လို့ကတော့မင်းတို့ကောင်းနေသေဖို့လာပြင်သားဆိုပြီးတော့ तू ကချိန်ပေါင်းသွားတယ်လို့သိရတယ်ဗျအော် तू ကဘာလဲဟိုဘီဒူအာနာနဲ့ तू ကသုံးနေတာပေါ့သုံးပြီးတော့ तू အဲ့လိုပြောသွားတယ် तू ကြတော့ပြည်သူတွေရှိကနေအဲ့လမ်းဘေးဈေးတွေရှိကနေအခွန်ခတွေယူပြီးတော့ तू ကနေပြီးတော့ကောင်းစားနေတယ်ဟုတ်တယ်နော်လမ်းဘေးမှာဈေးရောက်နေတဲ့လက်လုံလက်စားပြည်သူလူထုကြတော့ तू ကနေပြီးတော့ဘီဒူအာနာနဲ့ तू ကနှိတ်ကုန်နေတယ်ဆိုတော့ तू ကလူမဟုတ်ရဲ့လားလို့ငါအဲ့လိုတစ်ချက်မေးကျင်တယ်ကွာဟုတ်တယ်လူဖြစ်တာမဖြစ်တာအတာထားလမ်းဘေးဈေးတွေကိုအဲ့လိုနှိတ်ကိုလို့ရတော့နော်လမ်းဘေးနဲ့ तू တမရယာဒူးနဲ့အလံဝေး